ဒီနေ့တော့ကိုယ်တိုင်စိုက်ထားတဲ့မိုးလေးတွေကိုခူးပြီးအိမ်မှာလက်လက်ဆက်ဆက်ဟင်းချက်စားကြမယ်မနက်ခင်းလီအေးနဲ့မိုးချမ်းထဲဝင်လာတော့မိုးလေးတွေကအရွယ်ကောင်းကောင်းနဲ့ပွင့်နေပြီကိုယ်တိုင်စိုက်ပြီးပြုစုထားတဲ့မိုးကိုခူးရတဲ့ခန်းစားချက်ကအရန်ပြုတ်ဖို့ကောင်းပါတယ်အခုတော့အိမ်ရှိချန်ထဲကကိုယ်တိုင်စိုက်ထားတဲ့ကစွန်းရွက်လေးတွေကိုခူးလိုက်ပါတယ်လက်လက်ဆက်ဆက်ခူးရတဲ့ဟင်းသီးဟင်းရွက်တွေကအနှံ့ရောအရသာရောပိုကောင်းပါတယ်ခူးလာတဲ့မိုးနဲ့ကစွန်းရွက်တွေကိုတန့်ရှင်းအောင်ရည်ဆေးပြီးဟင်းချက်ဖို့ပြင်ဆင်ပါတော့မယ်အခုကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းလေးတွေကိုထောင်းပြီးတော့မှဟင်းအတွက်အမွေးအချိန်ပြင်ဆင်ပါတယ်။အိုပူလာတာနဲ့စီထဲအမွေးအချိန်ကိုစီတပ်ပြီးမှုန်နဲ့ကစွန်းရွက်ကိုထည့်လိုက်ပါတယ်။မကြခင်မှာပဲမွေးပြတ်ပြီးစားချင်စရာကောင်းတဲ့ဟင်းတစ်ခွက်အဆင်သင့်ဖြစ်လာပါပြီ။ကိုယ်တိုင်စိုက်ထားတဲ့အသီးအရွက်တွေနဲ့ချက်ထားတဲ့အချက်ဟင်းကယူရှင်းပေမဲ့အရသာနဲ့ကြည်နပ်မှုကတော့ထူးခြားပါတယ်။တဘာဝနဲ့အတူရိုးရှင်းတဲ့ဘဝလေးကိုအတူတူခံစားပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်အခုလိုတဘာဝဘဝစိုက်ပျိုးရင်းနဲ့အိမ်ချက်ဟင်း vlog လေးတွေကိုနှစ်သက်ရင် like comment and subscribe လုပ်ပြီးတော့အားပေးကြပါအောင်